တေစာစားပြီးပြင်းစရာများနေတော့ပျော်စရာတွေဖန်တီးပေးခဲ့တဲ့ဆရာပတ်အားလုံးပဲမင်္ဂလာပါဒီလေးတစ်ပတ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ကပြင်း6-6နဲ့တည်ပွဲတွေများနေခဲ့ပါတယ်ထိပ်သီးတွဲဆုံမှုနေနဲ့လီဗာပူးနဲ့ Chelsea တို့ထိပ်တိုက်တွဲဆုံခဲ့ကြပေမဲ့ဂျိုဂျိုနဲ့နရွက်ပဲကန်ကြတာဆိုတော့လေတစ်ဖက်တစ်ကိုးစီနဲ့ကျင်းနေလိုက်ရပြီးတော့တည်ကျသွားခဲ့ပါတယ်ချန်ပီယံလိဝင်မိသားမန်ယူနိုက်တက်ပွဲကိုကြည့်တော့ပိုလို့အောင်ဆိုးနေပါသေးတယ်နက်တာဆန်နယ်လန်တို့အိမ်ခွဲမှာရုန်းကန်နေခဲ့ရပြီးတော့ဒီပုံစံနဲ့နောက်ရသည့်ချန်ပီယံလိမှာရင်လေးစရာတွေဖြစ်တော့မယ်ဆိုတာကိုကြိုတင်ကြေညာနေတယ်လို့ဖြစ်နေပါတယ်ကိုသမားဦးနာနာမဟုတ်တာကြောင့်သာဂိုးရိတ်မပေးခဲ့ရတဲ့နက်တက်ဟာဘဲဥတော်မကွဲပဲဂိုးမရှိသေးကြလာခဲ့ပါတယ်ဒီတော့စိတ်ဝင်စားစရာကနောက်ကျပွဲမန်စီးတီးတပွဲပဲရှိနေတဲ့အချိန်မှာအချို့တွေကလည်း Brentford ကိုကတ်တိုလေးအားပေးနေခဲ့ကြပါတယ်ပထမပိုင်းကတော့မန်စီးတီးလည်းထူးမခြားနာပါပဲမန်စီးတီးကဂျယ်ရမီဒိုကူရဲ့မျက်နှာကိုအိုးမဲသုံးနေနဲ့အပိုင်ခွင့်ရေးတွေကိုဖြုံတီးပစ်နေတာကြောင့်ပထမပိုင်းဂိုးမရှိသေးဖြစ်နေပါတယ်ဒုတိယပိုင်းမှာမန်စီးတီးကပွဲကိုအလှည့်ပြောင်းနေပြုလုပ်ခဲ့ပါတယ်ရင်းနဲ့တကူနဲ့အလဲလူရဲ့အားပေးအားမြောက်ခြင်းတွေပါရရှိခဲ့တဲ့မန်စီးတီးဟာဂျယ်ရမီဒိုကူအာလင်းဟာလန်နဲ့အိုမာမာမွတ်တို့ရဲ့သွင်းဂိုးတွေကြောင့်ပြားတို့ကို 3-0 နဲ့နိုင်ရရှိခဲ့ပါတယ်မန်စီးတီးဟာအာဆင်နယ်နဲ့2မှတ်ကွာကနေဆက်လက်ဖိအားပေးနေသလိုဂိုးကွာချချက်ကိုလည်းတကိုးတီးရှော့ချနိုင်ခဲ့ပါတယ်ဖလာလူဘက်အာဆင်နယ်ကဒီတစ်ပတ်မှာဝက်ဆန်အသင်းကိုဝေးကွင်းသွားရောက်ရှင်မဲ့ကစားမှာပါဂွာဒီယိုလာကပွဲပြီးအင်တာဗျူးမှာသူဟာဝက်ဆန်ကိုအားပေးနေမှာဖြစ်ကြောင်းလက်နှစ်ဖက်ကိုတူနှစ်လက်လိုရှက်ရင်းနဲ့အားပေးပြလိုက်ပါတယ်မန်စီးတီးဖိအားပေးရရုန်းကန်ရတဲ့အာဆင်နယ်အတွက်ဝက်ဆန်နောက်ဆုံးဆောင်ပွဲကိုအောင်မြင်နိုင်ပါမလားဆိုတာအတူတူစောင့်ကြည့်ကြရအောင်ဗျာကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်